အသေးအမွှားလေးလို့ထင်ရတဲ့အချက်တစ်ချက်ကရိုနယ်ဒိုရဲ့ Saudi Arabia ခရီးစဉ်ကိုရုတ်တရက်အဆုံးသတ်သွားစေနိုင်ပြီးဒါဟာမက်ဆီတောင်တစ်ခါမှမကြုံခဲ့ဘူးတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။စက်ကြောင်းကဒီလိုပါ2023ခုနှစ်မှာရိုနယ်ဒိုဟာ El Nassr အသင်းနဲ့တမိုင်းမွင်စံချိန်တင်လာစာနဲ့စာချုပ်ချုပ်ခဲ့ပါတယ်။အသင်းဘက်ကသူ့ကိုဗဟိုပြုပြီးအင်အားကြီးအသင်းတစ်သိန်းတီးဆောက်ပေးမယ်လို့ကတိပေးခဲ့တာပါ။ဒါပေမဲ့တစ်ဖက်မှာပြိုင်ဘက် El Hilal အသင်းကဘင်ဇမာအစရှိတဲ့ထိပ်တန်းကစားသမားမျိုးကိုတရက်ဆက်ခေါ်ယူနေချိန်မှာ El Nassr ကတော့ဘာမှထူးထူးခြားခြားလုပ်မလာခဲ့ပါဘူး။ El Hilal က League ဖလားကိုတင်ပိုက်တယ်။ Super ဖလားကိုနိုင်တယ်။ကစားသမားတွေဆက်တိုက်ခေါ်တယ်။ ရိုနယ်ဒိုကတော့စိတ်ရှည်လက်ရှည်စောင့်နေခဲ့ပါတယ်။အပြောင်းရွှေ့ကာလတစ်ခုပြီးတစ်ခုကုံဆုံးသွားပေမဲ့သူ့အသင်းစီကိုအားဖြည့်ကစားသမားတွေရောက်မလာခဲ့ပါဘူး။ရိုနယ်ဒိုဟာဂိုးရီသွင်းကြီးအသင်းကိုတယောက်တည်းပခုံးထန်းထိန်းချောင်းနေရပေမဲ့အသင်းဘက်ကဂတိအတိုင်းဖြစ်မလာခဲ့ပါဘူး။နောက်ဆုံးမှာတော့စာချုပ်ဖြတ်သိမ်းခြင်းယူရိုတန်50ရှိနေတဲ့ရိုနယ်ဒိုဟာပွဲထွက်ကစားဖို့ညှင်းဆန်ပြီးတိတ်တဆိတ်တပိန်းမောက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ယင်းဒီမြုံနံမှုရန်ပုံဖွဲ့ The Fun ကသူ့ကိုအသင်းစီပြန်လာဖို့နဲ့ငြိမ်ငြိမ်သက်သက်နေပေးဖို့တောင်းဆိုခဲ့ပါတယ်။အခုဆိုရင်ရိုနယ်ဒိုဟာအသက်40နှစ်ရှိနေပါပြီ။ဒါဟာသူ့ရဲ့နောက်ဆုံးစွန့်စားကန်ထင်နိုင်ပါတယ်။ဒါပေမဲ့သူဟာဂန်ဒဝင့်အနေနဲ့ခန်းခန်းနာနာအနားယူရမယ့်အစားမိမိဘာသာစာချုပ်ဖက်သိမ်းကြီးပေးချရကြတော့ပဲအသင်းကနေထွက်ခွာသွားရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။စစ်မှန်တဲ့အချက်လက်ဆိုင်ရာမှတ်ချက်လက်ရှိအခြေအနေ2024